Tên ngã lù hà xế lù ya ra nè lè tu rê Tên ngã lù ya ra là bà lù ra nè tu Cô đó nè tên ngã hà tao lù lê mẹ ya thô lù lê mẹ ya bê nè Đi tên ngã hà xế lù nè tu rê sô ra Bà xế lù lù mê nhìn bê tay Ất tất kè xế đê Bà xế đê lê Ô bố à này bây giờ lùa mà đeo Xế dụ toa bố đê Yang ngô á xa đồ người mà Này tao mà lòng này rồi lùa mà gà xế này mà có ngu đê Đây Lùa mà gà rồi xế này mà có ngu Bà đồ lê bà gố biển chú là chú mẹ Xà yê lán nè mà ất tất thoa mà toa áo lô Ất tất kè xế lì thô bì bà đê Bà xế đê lê Chá bố đê hô là Ất tất kè xế đê Bà xế đê lê Tất kè xế lì thô bì bà đê Lán nè mà bố xô bê xế mà xế áo Tất khúc khúc mà xế áo Xà ất tất kè xế lì thô Ê bê đà lông nhà đà lông nà lông thô bê lại bê ất tất kè xế đê Thế rồi Tên ngã đà nà hà lê bê bê tất đê Ất tất cụ kè lê xế nè tù lô Xế nè ất tù tên ngã lù Bà đê rong bió Yo zay no siwa do audito arahata zo Parimbuddha arahantehi Tadamato pudara roho Maharaja myato minya Zay no hao nuan li bizo Ati tao ma wu biye tay Tenga a hao ne Zay no hao nuan li bizo Yo siwa do ajin tenga ni Arahate zo arahate bhu myat pukkho ro i Yan ko khwin phya dazai khat ti Amya aung lan do ji ba pe ti Audito dagon thai phya ma Audito dagon thai phya ma Thin sha zwa swet tha ap pa pe i Arahante hi yahana paung a sien kaung do ti Parimbuddha wei yong sin myan won thong saung at do Thင်္ကန်းလည်းပြပါပေ၏ ဒါသမထို့သောကျေးဇူးအထူးများပြီးဂုဏ်ကျေးဇူးရှိလေသောကြောင့်သောထိုအရဟတသခေါ်တဲ့ဖန်ဝါစင်မြတ်မြတ်သင်္ကန်းသည်ပူဇနာရဟောလူနာမြမတတ္တဝါတွေဥခိုက်၍ပူဇော်ထိုက်သောသင်္ကန်းကြီးဖြစ်ပါပေပြီတကား သင်္ကန်းကိုပေးတိုင်းအရဟတဇတဲ့ အရဟတဇဘယ်လိုပြောလဲ အရဟတတဇတဲ့ အရဟတဖို့ရဲ့အောင်လံတဇဆိုတာအောင်လံ ယောစီဝရောကျင်သင်္ကန်းဒီအရဟတသောအရဟတဖို့ပုဂ္ဂိုလ်များတို့ဤယံကိုခွင့်ပြဒဇိခာတိအမြအောင်လံတော်ကြီးလည်းဖြစ်ပါပေ၏ဩရိတော တကွန်ထိတ်ဖြားမှာထင်ရှားစွာလဲဆွတ်ထအပ်ပါပေ၏တကွန်ထိတ်ဖြားမှာထူထားတဲ့တကွန်အောင်လံလိုပဲတဲ့သင်္ကန်းဟာအရဟတဇလို့ခေါ်တဲ့သာသနာအောင်လံလို့ဒီလိုဘုန်းကြီးတို့စာပေများသုံးတဲ့ပြည်တိုက်အဲ့ဒီတော့သင်္ကန်းအလှူဒါနကိုဒီနေ့ဘုန်းကြီးကရတဲ့အချိန်လေးမှာပြောမလို့ဘာဖြစ်လို့သင်္ကန်းအလှူဒါနပြောတာတို့ဆိုဒီနေ့လှူတဲ့ပွဲကသင်္ကန်းကတ်တဲ့ပွဲ ဒီနေ့ဘာပွဲလဲတိုက်တိုက်ဆိုင်ဆိုင်ပရိသတ်ဒီနေ့ဟာဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာတော်မှာသင်္ကန်းစပေါ်တဲ့နေ့တဲ့သင်္ကန်းစပေါ်တဲ့နေ့ဟာလည်းပဲဒီနေ့ပဲဓမ္မစကြာခါတော်နေ့ဘာဖြစ်လို့သင်္ကန်းစပေါ်တာတော့ဆိုရင်မြတ်စွာဘုရားမိဂရာဟောတော်မှာပိဿဝေကြီး၅ဦးကိုတရားဟောတဲ့နေရာမှာရှင်ကွန်တင်ညသောတာပန်တည်တယ်ဘယ်လိုသောတာပန်တည် အညာတိဝတ္တဘောကွန်တင်ညောအညာတိဝတ္တဘောကွန်တင်ညောရှင်ကိုတင်ညာသောတာပန်တည်လဲတည်ရောမြတ်စွာဘုရားကိုလျှောက်လို့မြတ်စွာဘုရားကအေယိဘိက္ခုယဟံခေါ်တော့ရှင်ကိုတင်ညာရဲ့ခန္ဓာကိုယ်မှာသင်္ကန်းတွေလက်ပတ်တာဒါကြောင့်သင်္ကန်းစစဥဆုံးပေါ်တဲ့နေ့ဟာဒီနေ့သင်္ကန်းရဲ့လို့စစဥဆုံးမြင်ဘူးတာဟာဒီနေ့ ရှ
ရှင်ကိုတင်ညာရဲ့ခန္ဓာကိုယ်မှာသင်္ကန်းပါထားတာမြင်တော့ဗတ္တိယတို့ဝတ်ပါတို့မဟာနန်းတို့အတ္တစီတို့ကအမဲသူတို့လည်းပဲဒီသင်္ကန်းဝတ်ချင်စိတ်ပေါက်လာတယ်တဲ့သင်္ကန်းလှူဘူးမှသင်္ကန်းကိုလက်နဲ့ကင်ဘူးမှသင်္ကန်းမြင်ရင်သင်္ကန်းဝတ်ချင်စိတ်ပေါက်တယ်သင်္ကန်းကိုရိုးသေးတယ်ဘုန်းကြီးတို့ဘုရားလောင်းတော့စရံဆင်မင်းမဆင်မင်းလဲစရံဆင်မင်းဇတ်တော်မှာဆွဲတော်နှစ်စုယူခိုင်းတာကသုလတုပ္ပဒါယူခိုင်းတာကဘယ်သူလဲလာယုဒာကသောနုတ္တရမုတ်ဆိုးမို့လားမုတ်ဆိုးကြီးလာပြီးတော့ဘုရားလောင်းတော်ကြီးရဲ့အစွဲနှစ်စုကိုလာပြီးတော့ဖြတ်တဲ့အခန်းလေးဟာဘိသိက်အလွန်တရားမှအလောင်းတော်စရံဆင်မင်းကြီးကြီးညိုဖို့ကောင်းတယ်သင်္ကန်းရဲ့ခုံကြီးလေးနည်းနည်းထပ်ပြောမယ်အဲ့ဒါတခါနဲ့စရံဆင်မင်းကနေလေကင်းကြရေမိုးချိုးပြီးလို့ရှိရင်ကုန်းကမူလေးပေါ်တက်ပြီးတော့ရေတန့်ခန္ဓာကိုယ်ရေတွေခါခါပြီးတော့ခြံနေပူသားလေးလုံးမုတ်ဆိုးကလာကြည့်နေတယ်အေးဒီဆင်မင်းဘယ်လိုလုပ်တယ်လဲသူလုပ်တဲ့အချိန်လေးကြည့်ပြီးတော့ဒီအချိန်ကအချိန်ဟောင်းမှရေချိုးပြီးတဲ့အချိန်အဲ့တော့ကမူလေးအောက်ထဲမှာလိုင်ငောင်းတူးပြီးတော့မုတ်ဆိုးကအဲ့ဒီထဲဝင်နေတာအလောင်းတော်ကိုတတ်မလို့ဘုရားလောင်းတော်စရံဆင်မင်းကြီးကိုအဲ့တော့သူဘယ်လိုလုပ်ထားလို့ဆိုရင်ဒီတိုင်းဆိုရင်တော့ငါအသက်သေးသေးအကြောင်းရှိတယ်ဆင်အားနဲ့ဖနှောက်နှမြနဲချလိုက်ရင်တော့ဖြင့်ငါသေမှာအဲ့တော့ငါဒီတိုင်းနေလို့မဖြစ်ဘူးဆိုပြီးတော့မုတ်ဆိုးကဘာလို့တိုးဆိုတော့ဘေးတိုင်သင်္ကန်းသွားငှားလာပြီးတော့သင်္ကန်းခြုံနာတယ်တဲ့ဘာခြုံနာလဲကရုံးလည်းတုံးနာတာလည်းမဟုတ်ဘူးသိမ်ဝင်ထားတာလည်းမဟုတ်ဘူးဘယ်เจ้าကသင်္ကန်းတုံသွားငှားလာလည်းမသိဘူးအဲ့ဒါသင်္ကန်းငှားလာပြီးတော့သင်္ကန်းကြီးကောင်းမှုချုံပြီးတော့ဘာလုပ်လဲအဲ့ဒီခြုံမုံထဲမှာသူကအဲ့ဒီဘုရားလောင်းတော်နေတဲ့ဥမေနိုင်ကောင်းအောက်ထဲကသူရပ်ပြီးတော့စောက်နေဘုရားလောင်းတော်ကြီးတဲ့ရေမိုးချိုးရေတန့်စင်ပြီးတော့အဲ့ဒီကုန်းကမူလေးပေါ်တက်ပြီးတော့ခန္ဓာကိုယ်ဘဝရေတွေခါချနေပူစာလေးလှုံနေတဲ့အချိန်မှာဘုရားတိုက်အဲ့ဒီသောနုတ္တရမုတ်ဆိုးကဘာလုပ်တယ်လဲဘုရားအလောင်းတော်ရဲ့ချက်တော်ကနေပြီးတော့တခါတည်းဘုရားလောင်းတော်ကိုမြားတဲ့ပြစ်ပေါ့ပြစ်တော့ဘုရားလောင်းတော်ရဲ့မြားကဘုရားလောင်းတော်ရဲ့ခန္ဓာကိုယ်ထဲဝင်သွားတော့ဘုရားလောင်းတော်ကရှင်းသားတယ်ဒီမြားပဲကလာတယ်လေအရှိအနောက်တောင်မြောက်မဟုတ်ဘူးငါအောက်တဲ့တွေကလာတာငါချက်ပေါက်ထွက်လာတာအဲ့ဒါဆိုရင်ရန်သူဒီအောက်မှာရှိတယ်အဲ့ဒါဒီရန်သူကဘယ်သူလဲသိရအောင်ဘုရားလောင်းတော်ကမအော်ဘူးပြေးတယ်အနားမှာဆင်နေအများကြီးရှိတယ်နော်တကယ်လို့အလောင်းတော်អော်လိုက်လို့ရှိရင်အဲ့ဒီဆင်တွေအကုန်လုံးဝိုင်းလာပြီးတော့ဟောဒီကျွင်းကိုဖြိုးရင်အဲ့ဒီမုတ်ဆိုးမသက်သာဘူးအဲ့တော့ဘုရားလောင်းတော်ကဒီအောက်မှာရန်သူရှိမှန်းတော့သိနေပြီသို့တော်ဘယ်သူမှတော့မသိဘူးပေါ့ဒါလည်းဘယ်လိုလုပ်လိုက်တုံးဆိုတော့သူ့ရဲ့ပါလာတဲ့ဆင်အပေါင်းဖော်တွေကိုတောထဲကိုပြန်ဝင်စေတဲ့အတန်ကိုပေးလိုက်တော့ဆင်ချင်းတော့နားလဲတာပေါ့ဆင်စကားဆင်နားလဲတာပေါ့ဆင်အတန်ပေးလိုက်တော့တို့အလောင်းတော်ကြီးကငါတို့ကိုတောထဲပြန်သွားစေရင်ပြီဆိုတော့အဲ့ဒီလိုသဘောပေါက်ပြီးတော့ဆင်တွေအလုံးတောထဲကိုလုံးဝင်သွားတော့မှတရားလောင်းတော်ကြီးကအောက်မှာရှိတဲ့ကောင်ကဘာကောင်လုံးဆိုတာသိအောင်ခွာနဲ့ရက်ပြီးတော့ပြေးတဲ့နှမောင်းနဲ့ပတ်ပြီးတော့မြောက်တင်လိုက်တော့မုတ်ဆိုးကဘာခြုံနာလဲသင်္ကန်းလည်းမြင်လိုက်တော့ပြေးတဲ့ဟာဖြည်းဖြည်းလေးပြန်ချသင်္ကန်းလည်းမြင်လိုက်တော့ဖြည်းဖြည်းလေးပြန်ချအမှန်မှန်ကတော့နှမောင်းနဲ့ပတ်ပြီးတော့သစ်ပင်နဲ့ရိုက်ပြီးတော့ထထောင်းနဲ့ခွာနဲ့နေဒီလိုလုပ်လို့ရတယ်သို့တော်ပြေးတဲ့အလောင်းတော်ကြီးရဲ့မျက်လုံးထဲမှာသင်္ကန်းရောင်တဲ့ဘာရောင်မြင်လိုက်လဲအဲ့ဒီသင်္ကန်းရောင်လေးကိုမြင်လိုက်တော့ဘုရားလောင်းတော်စတာဆင်းမြင်ဘာလို့လဲနှမောင်းနဲ့ပွေးပြီးတော့အရိယာသူတော်စင်ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်ချလို့လဲပြီးတော့နှမောင်းလေးနဲ့တွန်းပြီးတော့သင်္ကန်းလည်းဖွင့်ကြည့်ရောအထဲမှာအရိယာလားမုတ်ဆိုးလားမုတ်ဆိုးကိုမြင်သွားတာမုတ်ဆိုးကိုမြင်သွားတော့မှမုတ်ဆိုးရဲ့သင်ပါလို့တာလဲငါ့ကိုဘာဖြစ်လို့တတ်တာလဲဒီလိုပဲသုလတုပ္ပဒါကဆွဲနေစုလိုချင်တယ်ဆိုလို့လူခံပါတယ်ပေါ့တို့လိုပြောဆိုခဏစတာဆမင်းစာဟောတာမဟုတ်ဘူးအဲ့တော့ပြောတဲ့အခါကျတော့မှဘုရားလောင်းတော်ကအဆွဲနေစုဖြတ်ပေးတော်မူတယ်အဲ့တော့ဘိသရဲ့အလောင်းတော်များဟာဘဝများစွာမှာဒီလိုဝါဆိုသင်္ကန်းတွေကထိန်သင်္ကန်းတွေလှူခဲ့ဘူးတော့ဒီသင်္ကန်းကိုကင်ခဲ့ဘူးတော့ဒီသင်္ကန်းဆိုတဲ့အတန်ကိုကြားခဲ့ဘူးတော့အလောင်းတော်များဟာသင်္ကန်းမြင်ရိုသေးတယ်တဲ့သင်္ကန်းမြင်မုံမမြမြထားတယ်ဒါကြောင့်မုတ်ဆိုးရဲ့အသက်ကိုကယ်လိုက်တာသင်္ကန်းမုတ်ဆိုးအသက်ကိုကယ်လိုက်တာဘယ်သူလဲအဲ့ဒီသင်္ကန်းဟာဘိသတ္တေဖယားစားရှိတဲ့ရိယာသူတော်ကောင်းကြီးတွေဝတ်တဲ့သင်္ကန်းနဲ့ဒါကြောင့်ဘုန်းကြီးတို့မြတ်စွာဘုရားသာသနာတော်မှာ
အမြင့်ဆုံးပုဂ္ဂိုလ်ပြောရင်မြတ်စွာဘုရားအမြင့်ဆုံးကဘယ်သူလဲအဲ့ဒီမြတ်စွာဘုရားတဲ့အောက်ကိုနည်းနည်းနှိပ်ပြောရင်ပိစိကဗုဒ္ဓတဲ့အောက်ကိုနည်းနည်းနှိပ်ပြောရင်ဘယ်သူတဲ့လဲအောက်ကိုတစ်ဆင့်နေရင်ယဟန္တာအောက်ကိုတစ်ဆင့်နေရင်အနာဂံအောက်ကိုတစ်ဆင့်နေရင်သက္ကရာဂံအောက်ကိုတစ်ဆင့်နေရင်သောတာပန်ဟောအောက်ကိုတစ်ဆင့်နေရင်ပုထုဇဉ်အောက်ကနေပေါ်ပြန်သွားမယ်ပုထုဇဉ်နဲ့သောတာပန်နဲ့သက္ကရာဂံနဲ့အနာဂံနဲ့ယဟန္တာတဲ့ပိစိကဗုဒ္ဓတဲ့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားတဲ့အဲ့တော့ယဟန္တာကိုသာထားပြီးတိုင်သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားနဲ့ပိစိကဗုဒ္ဓကေငါဝါလူပမပြုသာကဲမှုယောက်ျားမြတ်ဖရာတို့တရားရောက်ဝါထွန်းလင်းကြလဲကေငါဝါလူတဲစုမကပွင့်တော်မူသွားတဲ့ဖရာတွေပိစိကဗုဒ္ဓအဆူဆူတို့ဟာပိယတရေသင်္ကန်းဝေးရမယ်တဲ့ဘာဝေးရမလဲသင်္ကန်းမဝေးဖဲနဲ့ဖရာမဖြစ်ဘူးဘာမဝေးဖဲနဲ့ဘာမဖြစ်လူဝိလူသားနဲ့ပစိုးနဲ့အင်ကြီးနဲ့ခေါင်းမောင်းကြီးနဲ့ဖျားဖြစ်သွားတာတဆူမှမရှိဘူးတဲ့ဖျားမှန်တယ်ဗျဖျားတိုင်းကသင်္ကန်းဝေးရတယ်ဖျားတိုင်းဘာဝေးရတယ်လဲဒါကြောင့်ဆိုလိုက်သားမှာဖျားတိုင်းမှာသင်္ကန်းသာမှန်စွာဝေးရသည်ဖျားတိုင်းမှာသင်္ကန်းသာမစွာဝေရသည်သင်္ကန်းမဝိညာမြတ်ဖရာဖြစ်သွားမရှိပြီသင်္ကန်းမဝိညာမြတ်ဖရာဖြစ်သွားမရှိပြီဟောဘုရားနဲ့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားနဲ့ပိစိကဗုဒ္ဓဘုရားအဆူဆူကေငါသဲတူပွင့်တော်မူကြတဲ့ကိုတော်ဘုရားတွေဟာသင်္ကန်းမဝိဖဲတဲ့ဘုရားမဖြစ်ဘူးတဲ့သင်္ကန်းဟာဘုရားကအစဝတ်တဲ့သင်္ကန်းဒီနေ့ငါတို့လှူဒန်းရတယ်ဆိုတာဝမ်းသာဖို့လို့ဒါပြောနေတယ်ဒီလိုဟုတ်လားဘေးတိုင်ဝမ်းသာဖို့လို့ဒါပြောနေတယ်အဲ့တော့ဓမ္မအကျိုးကိုသိပြီးတော့အကြောင်းကိုသိပြီးတော့လှူရတာနဲ့အကျိုးအကြောင်းမသိဘဲနဲ့သူများလူလို့လှူရတာနဲ့အလှူချင်းမတူဘူးတဲ့တူသလားအရာသာချင်းလည်းမတူဘူးအာယုံပြုရတာချင်းလည်းမတူဘူးအဲ့တော့ဘုန်းကြီးကဒီနေ့ဆွေးတွေသွေးတွေနဲ့ရှားထားပွေထားတဲ့ရလာတဲ့သင်္ကန်းတွေကိုဒီနေ့ဘုန်းကြီးတို့တရားဓမ္မတွေကလာရောက်ပြီးတော့လှူတဲ့နေရာမှာအကျိုးသိစေခြင်းလို့မသိစေခြင်းလို့လေသူပြောငါပြောနဲ့လှူတဲ့အလူမျိုးနဲ့အကျိုးသိပြီးတော့လှူတဲ့အလူမျိုးနဲ့အကျိုးပေးခြင်းတူပါမလားဒီနေရာမှာဥပမာပေးရင်ပြေတတ်တယ်ရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားတဲ့ဘယ်သူလဲလဲရှင်သာရိပုတ္တရာကိုတော်ကြီးမှာသင်္ကန်းတစ်စုံပိုနေတယ်တဲ့သင်္ကန်းတစ်စုံရှိတယ်တဲ့အဲ့တော့တနေ့တော့စိတ်ကူးတယ်ရှင်သာရိပုတ္တရာကငါပိုနေတဲ့သင်္ကန်းကိုမြတ်စွာဘုရားကိုသွားလှူမယ်ရှင်သာရိပုတ္တရာကသူ့သင်္ကန်းဘယ်သူလှူမယ်မြတ်စွာဘုရားကိုလှူမယ်တဲ့တိုက်ဆိုင်တယ်မဲ့ဘုရင်တိုင်မြတ်စွာဘုရားကလည်းသင်္ကန်းတစ်စုံရထားတယ်တဲ့အဲ့တော့မြတ်စွာဘုရားကလည်းကိုင်းဒီသင်္ကန်းကိုသာသနာတော်မှာလက်ရတော်ရန်ဖြစ်တဲ့ငါသားတော်ကြီးငါဘုရားပြီးရင်သူပဲရှိတာသာသနာတော်မှာအကြီးဆုံးအဲ့တော့သားတော်ကြီးသာရိပုတ္တရာလာရင်ငါဘုရားကသာရိပုတ္တရာကိုသင်္ကန်းလှူမယ်နှစ်ပါးဟာစိတ်ထားချင်းသွားတူနေတယ်ရှင်သာရိပုတ္တရာကလည်းသူရှိတဲ့သင်္ကန်းကိုဘယ်သူလှူမယ်မြတ်စွာဘုရားကလည်းသူရှိတဲ့သင်္ကန်းကိုဘယ်သူလှူမယ်ရှင်သာရိပုတ္တရာကိုလှူမယ်တဲ့ဒါနဲ့ရှင်သာရိပုတ္တရာကသင်္ကန်းလေးကင်လာပြီးတော့ဘုန်းတော်ကြည့်တော်မူတော်မြတ်စွာဘုရားဒီသင်္ကန်းလူခံတော်မူပါဘုရားဘုရားကအေးကောင်းပြီသင်္ကန်းလူခံရှင်သာရိပုတ္တရာဥချလို့ပြီးတော့မြတ်စွာဘုရားကရှင်သာရိပုတ္တရာမပြန်နဲ့အောင်ရှင်သာကိုငါဘုရားသင်္ကန်းလူအောင်မယ်ဘုရားကပလင်မော်တင်ထားတဲ့သင်္ကန်းလေးဆွဲလာပြီးတော့ရှင်သာရိပုတ္တရာကိုသင်္ကန်းပြန်လှူတယ်အဲ့တော့သင်္ကန်းချင်းလည်းတူတယ်တူလားမတူဘူးလားအဲ့တော့ဘုရားကြီးဒီနေရာမှာပြောကြဆိုရှင်သာရိပုတ္တရာလှူတဲ့သင်္ကန်းတဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့သင်္ကန်းအဲ့ဒီနှစ်ခုရဲ့အကျိုးကိုကြည့်ရင်ဗျာဘုသူသင်္ကန်းကအကျိုးကျေးဇူးများမလို့
မေးရင်ပြေးတိုင်းတာမန်ပြောရင်တော့ရှင်သာရိပုတ္တရာကအကျိုးများတာပေါ့များလားမများဘူးလားသူကဘုရားလူရတာဟုတ်ဘယ်သူလူရတာလဲဘုရားလူရတာမြတ်စွာဘုရားသင်္ကန်းကသားပြန်လူရတာဆိုတော့ဘုရားတဲ့အရှင်းနေတာပဲယဟန္တာကိုလူရတာအဲ့တော့ရှင်သာရိပုတ္တရာလူတဲ့သင်္ကန်းကမြတ်စွာဘုရားကိုလှူရတဲ့သင်္ကန်းဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာသင်္ကန်းကပို့ပြီးတော့အကျိုးများတယ်လို့မထင်လိုက်ပါနဲ့တဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူရတဲ့သင်္ကန်းကမှပို့ပြီးတော့အကျိုးများတယ်တဲ့ဘာဖြစ်လို့လို့ဆိုရင်မြတ်စွာဘုရားသည်ဒါနရဲ့အကြောင်းကိုအကုန်သိတယ်သိလားမသိဘူးလားသိပါဘူးသင်္ကန်းလှူရင်ဘာအကျိုးရမလဲသင်္ကန်းရဲ့အကျိုးကဘယ်လိုဆိုတာရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားနဲ့ဆိုရင်မြတ်စွာဘုရားကပိုသိတယ်လေသဗ္ဗညုတဉာဏ်ရှိလို့ဘာဉာဏ်ရှိလို့လဲအဲ့တော့ပြောချင်တာကဘိဓိုင်ဒါလေးမှတ်တာအလူလုံးတဲ့နေရာမှာနော်ကုသိုလ်ကောင်းမှုတစ်ခုလုပ်တဲ့နေရာမှာကိုလှူရတဲ့အကျိုးဟာဘာတွေဘယ်လိုအကျိုးရှိလဲသာသနာတော်ဘယ်လိုအကျိုးများလဲကိုယ့်အတွက်ဘာတွေအကျိုးရှိတော့ဆိုတာသိပြီးတော့လှူရတာနဲ့မသိဘဲနဲ့ရမ်းလှူရတာနဲ့ဆိုရင်သိပြီးလှူရတာကအကျိုးမများဘူးလားဒါကြောင့်ခဏသိစေခြင်းလို့ဘာဖြစ်စေခြင်းလို့လဲသိစေခြင်းလို့ဒီဝါဆိုသင်္ကန်းလှူရတဲ့အကျိုးဟာဘယ်လိုထိအောင်သွားတယ်လဲခရားပြောနေပြီပရိသတ်သင်္ကန်းဟာဖယားဝတ်တာဘယ်သူဝတ်တာလဲမြတ်စွာဘုရားဝတ်တယ်ပိဋကဗုဒ္ဓတွေဝတ်တယ်သင်္ကန်းမဝတ်ဖဲနဲ့ဘုရားမဖြစ်ရဘူးလူဝိလူသားနဲ့ဘုရားမဖြစ်ရဘူးလူဝိလူသားနဲ့ပိဋကဗုဒ္ဓမဖြစ်ရဘူးကဲအဲ့ဒါဆိုရင်ဘုရားကနေပြီးတော့အောက်ကိုတစ်ဆင့်ဆင်းလာလိုက်စမ်းအောက်ကိုတစ်ဆင့်ဆင်းလိုက်ယဟန္တာတဲ့ဗါတဲ့လေပိဋကကဲယဟန္တာတဲ့ဗမာလည်းမသိဘူးအခုပြောတန်ကြားနေတဲ့အသက်80 90ကျော်ဆရာတော်ကြီးတွေဘယ်ရွာမှာတဲ့ဘယ်မြို့မှာတဲ့အဲ့ဒီဆရာတော်ကြီးကယဟန္တာကြီးတွေဟောခဏပြောနေကြတာဘယ်မှာဟဲ့ယဟန္တာတဲ့ဆိုသွားတယ်အဲ့တော့ကောင်းပြီဘယ်လိုဖြစ်တယ်လဲပြောပါဦးဘာလို့ယဟန္တာလို့သမုတ်လိုက်တာလို့ဆိုတော့ဟောတဲ့နေမကောင်းတော့ဆေးရုံမှာဆေးသွားကူတော့ဓမ္မရိုက်တယ်တဲ့ဘာရိုက်တယ်တဲ့လဲဓမ္မရိုက်တော့ဆရာတော်ကြီးအယိုးတွေကတခါတည်းအဲ့ဒီမှာခွဲသက်တွေဖြစ်နေလို့တဲ့ဒါကြောင့်ဆေးရုံကပြောလိုက်တယ်ယဟန္တာလို့တဲ့ဟောဆရာဝန်ကအဲ့တော့စဉ်းစားကြည့်သားမှာပြည့်တဲ့ဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာတော်မှာသောတာပန်အကြောင်းကိုသိတယ်ဘာအကြောင်းသိတယ်သောတာပန်ကသဂရကအကြောင်းကိုမသိဘူးအနာဂံအကြောင်းကိုမသိဘူးယဟန္တာအကြောင်းကိုမသိဘူးအတူချင်းချင်းပဲသူသိတယ်သောတာပန်ကသောတာပန်မသိတယ်သဂရကလည်းသဂရကအကြောင်းပဲသိတယ်အနာဂံကလည်းအနာဂံအကြောင်းပဲသိတယ်ယဟန္တာကလည်းယဟန္တာအကြောင်းသို့တော့ယဟန္တာဖြစ်သွားပြီဆိုရင်တော့အောက်ကသူကသောတာပန်သဂရကအနာဂံသုံးဆင့်ကိုကျော်လာတာမို့လို့အောက်ကိုလည်းသူသိနိုင်တယ်အဲ့တော့တို့ပြောလိုက်ကြပါစို့အဲ့လားတာမန်ပုထုဇဉ်ဆရာဝန်တယောက်ကဒီဘုန်းကြီးကယဟန္တာဒါယဟန္တာကြီးဒီဘုန်းကြီးကသောတာပန်လို့သူပြောတယ်ဆိုတာပြည့်တယ်သဘာဝမကြဘူးကြားသလားဘယ်လိုသူမှတရားနဲ့အထုတ်တာတော့ तू ကဘာအဖြစ်ရှိလို့ဒီဆရာတော်ကယဟန္တာဖြစ်တယ်လို့ तू ပြောခွင့်ရှိတော့ဆိုတာဒါစဉ်းစားရကောင်းတဲ့အချက်ပဲအဲ့ဒါပြောကြတယ်အသက်80 90ဆရာတော်ကြီးတွေယဟန္တာကလည်းငယ်ငယ်ယဟန္တာတစ်ခါမှမပေါ်ဘူးဖြစ်နေတယ်အသက်စိတ်လောက်ကိုတော့ယဟန္တာဖြစ်တယ်လို့ခါကြဘူးနော်အသက်80 90ဘုန်းကြီးအိုကြီးတွေဆရာတော်ကြီးတွေဆိုအဲ့ဒါယဟန္တာနဲ့သွားနေကြတာပဲပြိဿရေအဲ့တော့ဒီမှာပြောကျင်တာကဘုန်းကြီးတို့တရားတော်မတွေနားလည်နေတာကယဟန္တာဆိုရင်ဘုန်းကြီးအိုကြီးတွေကြီးပဲထင်တယ်မဟုတ်ဘူးကိုရင်ယဟန္တာရှိတယ်ဗာယဟန္တာရှိတယ်အမကိုရင်သင်မသေးတဲ့အသက်10 နှစ်17 နှစ်12 နှစ်9 နှစ်10 နှစ်ဒီအရွယ်တွေသောဘာကသာမနေတဲ့ပဏိဒသာမနေတဲ့ယေဝဒသာမနေတဲ့သူမနသာမနေတဲ့ကျန်ဘုရားလက်ထက်ကတော့9 နှစ်10 နှစ်9 နှစ်10 နှစ်နဲ့ကိုရင်ယဟန္တာဗာယဟန္တာလဲအဲ့ဒီကရှင်းနေသွားဥစဉ်ယဟန္တာတွေလည်းရှိတယ်ဗာယဟန္တာလဲဥစဉ်ယဟန္တာတွေလည်းရှိတယ်ဥစဉ်ဆိုတာမှတ်ထားအောင်အဲယဟန်စဖြစ်တဲ့နေရာနေ9 ဝအတွင်းကိုဥစဉ်လို့ခေါ်တယ်ယဟန်စဖြစ်တဲ့က9 ဝအတွင်းကိုဘာခေါ်လဲ10 ဝဆိုရင်ဘုန်းကြီးခေါ်တယ်10 ဝဆိုရင်ဘာခေါ်လဲဝါ20ဆိုရင်ဆရာတော်တဲ့ဝါ20ဆိုရင်ဗါတဲ့
ဝါ20ကျော်သွားလို့ရှိရင်ဆရာတော်ဘုရားကြီးတဲ့ဝါ20ကျော်သွားရင်ဘယ်လိုခေါ်လဲအဲ့တော့ဥစဉ်ယဟန္တာလည်းရှိတယ်ဘုန်းကြီးယဟန္တာလည်းရှိတယ်ဆရာတော်ယဟန္တာလည်းရှိတယ်ဆရာတော်ကြီးတွေယဟန္တာလည်းရှိတယ်ဩအဲ့ဒီကနေတစ်ချက်တက်သွားဖို့မရေးသားရင်လူယဟန္တာတဲ့ဘာယဟန္တာတဲ့ဟဲ့လူလည်းယဟန္တာရှိတယ်မထမ်းတော့ယဟန္တာဆိုတာသင်္ကန်းဝင်းနဲ့ဘုန်းကြီးကိုကြီးတွေယဟန္တာထင်မနေနဲ့ပစိုးနဲ့အင်ကြီးနဲ့တိုက်ပုံနဲ့ခေါင်းပေါင်းနဲ့လူယဟန္တာရှိတယ်ဘာယဟန္တာရှိတယ်ဩကိုရောတက်သိပြနာမှာသူပြလို့ရတာပဲဖရာရဲ့ခမဲတော်ကြီးသုတ်တော်ရဏဘယ်သူလဲအဲသုတ်တော်ရဏမင်းကြီးကဘယင်းတိုင်းယဟန္တာကြီးသုတ်တော်ရဏမင်းကြီးကဘာကြီးလဲဘောင်းနေနှောင်းနေဆလွယ်လေးနဲ့ပစိုးနဲ့အဲ့ဒါလူယဟန္တာဘာယဟန္တာလဲဒါမင်းအောက်ကပြန်ပြောမယ်လူယဟန္တာရှိတယ်ကိုရင်ယဟန္တာရှိတယ်ဥသိယဟန္တာရှိတယ်ဘုန်းကြီးယဟန္တာရှိတယ်ဆတော်ကြီးတွေယဟန္တာရှိတယ်ဒါအမျိုးသားတွေဘက်ကထားလိုက်တော့အမျိုးသမီးတွေဘက်ကပြောမယ်အမျိုးသမီးတွေဘက်ကလည်းပဲတာမဏေမလေးတွေကိုရင်မလေးတွေယဟန္တာရှိတယ်တဲ့ကိုရင်မိန်းမလေးတွေတာမဏေရီလို့ခေါ်တယ်ဒါထဲမှာခဏပြောရင်တော့သီလရှင်ပောက္ခဏလေးတွေယဟန္တာရှိတယ်သူတို့လည်းငယ်ငယ်နဲ့ယဟန္တာဖြစ်နေတယ်အဲ့ဒီကနေ20စိတ်30 40 50 60 80 80ဘိက္ခုနီမကြီးတွေပရာဇာကြီးတို့ဥပ္ပလောတို့ခေမာတို့ယသောတရားတို့ဗရကေသနာတို့သဇနဗရကလျာဏီတို့အိုးဘုရားလက်ထက်ကယဟန္တာကြီးတွေအများကြီးပဲယဟန္တာမကြီးတွေအမျိုးသားတွေဘက်မှာ9ယောက်တောင်ရှိတယ်ဘုရားတိုက်တိုင်း2ယောက်ကတော်တော်ထင်ရှားတယ်တန်တတိအမတ်ကြီးနဲ့ဘုရားရဲ့ခမဲတော်သုတ်တော်ရဏမင်းကြီးတဲ့အဲ့တော့ဒီမှာယဟန္တာဆိုတာဘယ်လိုဉာဏ်ကိုရတာလို့ဆိုရင်အရဟတမေအရဟတဘူဉာဏ်ကိုရတာအဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာမှာမြတ်စွာဘုရားတရားဟောသွားတာ45နှစ်ဘုရားတရားဟောသွားတာဘယ်နှစ်နှစ်45နှစ်တိုင်းတိုင်းတရားတွေဟောမြတ်စွာဘုရားပြိဋိဘံစံကားတော့အဲ့ဒီတရားတော်တွေအလုံးပြန်စုတော့ပိဋက3ပုံနဲ့တရားတော်တွေအလုံးပြန်စုတော့ပါတယ်လေပိဋက3ပုံစာအုပ်အပြင်42အုပ်သာဝါဖြင့်လောက်လေ42ဥစ္စာတွေများတာကိုရောရဲ့မဖတ်နိုင်ပါဘူးမဖတ်ခြင်းမဖတ်နဲ့ပိဋက3ပုံအတူချုပ်ပေးလိုက်ပါဆိုရင်သီလသမာဓိပညာတဲ့ပိဋက3ပုံအတူချုပ်ရင်ပါတယ်လေအဲ့တော့သီလသမာဓိပညာဟာပိဋက3ပုံပဲပြည့်တာဘုရားဟောစေတနာတော်ပဲအဲ့ဒါသီလအကြောင်းမပြောဘူးထားလိုက်သမာဓိအကြောင်းမပြောသေးဘူးထားလိုက်ပညာအကြောင်းပြောမယ်ဘာအကြောင်းပြောလဲပညာဟာဉာဏ်ပဲပညာဟာဘာလဲအဲ့တော့ကိုရောတို့သာသနာတော်မှာဉာဏ်တွေဘယ်နှမျိုးရှိလို့ဆိုရင်မှတ်တော်ပြည့်တိုင်းဝိပဿနာဉာဏ်ပါတယ်လေသောတာပတ္တိမဉ္ဇဉ်ဘုဉ္ဇဉ်တက္ကသဂာမိမဉ္ဇဉ်ဘုဉ္ဇဉ်အနာဂာမိမဉ္ဇဉ်ဘုဉ္ဇဉ်အရဟတမေအရဟတဘုဉ္ဇဉ်ဒါပညာအုပ်စုအဲ့တော့အခြေခံဉာဏ်ပြန်ပြောမယ်အခြေခံဉာဏ်ကဝိပဿနာဉာဏ်ဘာဉာဏ်တဲ့လဲအဲ့တော့ဘုန်းကြီးတရားဝေထဲမှာထက်တယ်ပြီးတော့ဆိုနေတာဝိပဿနာဉာဏ်အမြင်မှမရသေးသမျှတော့မအေးရပဲချိန်ဝိပဿနာဉာဏ်အမြင်မှမရသေးဘူးဆိုရင်မအေးနဲ့တဲ့အဲ့တော့ဝိပဿနာဉာဏ်ဆိုတာဘာလဲခန္ဓာတဲ့ဉာဏ်ဆိုင်ပြီးတော့ခန္ဓာရဲ့ဖြစ်တာတွေပြက်တာတွေဝေဒနာသဘောထင်ရှားတာတွေရှုတချို့ကပြောတယ်တရားမှတ်တော့မှာဗျာခါကလည်းနားတာပေါင်းကလည်းကြိုက်တာဒူးကလည်းနားတာတဲ့ဩတရားမမှတ်ခင်လည်းနားနေတာတရားမှတ်မှနားတာမဟုတ်ဘူးတရားမှတ်တော့မှခန္ဓာကိုယ်ရဲ့စိုက်ကြည့်တော့မှဝေဒနာသဘောဩငါခန္ဓာကိုယ်ကြီးငါအကောင်းထင်နေတာအကောင်းထင်နေတာအခုတော့မကောင်းပါလားအနိစ္စမမြဲတဲ့လက္ခဏာဒုက္ခဆင်းရဲတဲ့လက္ခဏာအနတ္တအစိုးမရတဲ့လက္ခဏာလက္ခဏာဉာဏ်၃ပါးထင်မြင်အောင်ရှုဝိပဿနာဉာဏ်တစိုက်မှရှုသွားတက်သွားပြီပြည့်တိုင်းသောတာပတ္တိမဉ္ဇဉ်ဘုံဉာဏ်သဂရဂမိမဉ္ဇဉ်ဘုံဉာဏ်အနာဂါမိမဉ္ဇဉ်ဘုံဉာဏ်အရဟတမေအရဟတဘုံဉာဏ်ကိုရရင်ယဟန္တာဖြစ်ပြီဘာဖြစ်သွားလဲယဟန္တာဖြစ်သွားတာဘာဖြစ်သွားလဲယဟန္တာဖြစ်ရင်ဘဝကသိမ့်ပြီယဟန္တာဖြစ်ရင်ဘာဖြစ်လဲအဲ့တော့ယဟန္တာဖြစ်ရင်ဘဝကသိမ့်ပြီဆိုတော့ကိုရင်လေးအားထုတ်ရင်ကိုရင်ယဟန္တာဖြစ်မလားမဖြစ်ဘူးလား
ဥစဉ်အားထုတ်ရင်ဥစဉ်ယဟန္တာဖြစ်မလားဖြစ်ဘူးလားလူအားထုတ်ရင်လည်းလူယဟန္တာဖြစ်သလားမဖြစ်ဘူးလားအဲ့တော့အားထုတ်ဖို့အရေးကြီးတယ်ဘာလို့ဖို့အရေးကြီးတယ်အဲ့တော့အားထုတ်တယ်ဆိုတဲ့နေရာမှာလည်းပဲသောတာပန်တည်သွားလို့သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားရင်သောတာပန်ကအင်းနေလို့မရသေးဘူးတဲ့သဂရကံဖြစ်အောင်အားထုတ်ရအောင်မယ်မဖြစ်အောင်အားထုတ်ရအောင်လဲသဂရကံကလည်းငါသဂရကံဖြစ်ပြီးအေးမနေနဲ့တဲ့အနာဂတ်ဖြစ်အောင်အားထုတ်ရအောင်မယ်အနာဂတ်ကလည်းပဲအေးမနေနဲ့တဲ့ယဟန္တာဖြစ်တဲ့ဒီအားထုတ်ရအောင်မယ်ယဟန္တာဖြစ်ပြီးဆိုရင်တော့ကောင်းမှုဆုံးပြီးအိတ်နေတော့တယ်ဘာလို့မှမရှိတော့ဘူးတဲ့ဘဝပြတ်ပြီးမပြတ်ပြီးတဲ့လေဘဝပြတ်ပြီးယဟန္တာဖြစ်တော့ဘဝသာပြတ်ပြီးအေးစစ်စစ်နေတော့ကိစ္စအလုံးပြီးပြီးဒါကြောင့်ဘုရားလက်ထက်ကယဟန္တာထေကြီးထေရယဟန္တာမကြီးတွေယဟန္တာဖြစ်တဲ့နေ့မှာပြောတဲ့စကားပြေးတဲ့ကတံဗုဒ္ဓကသာသနာတဲ့သာသနာတော်မှာပြုဝေရကိစ္စအလုံးကပြုပြီးပြီဘာမှလုပ်เสียလုပ်မရှိတော့ဘူးအေးတော့ပြီအဲ့တော့ဓမ္မသွားလိုက်ကြတော့ဘုရားအဖေသုတ်တော်ရဏမင်းဗာမင်းလဲသုတ်တော်ရဏမင်းကြီးဒီဘုရားတရားနာပြီးတော့သောတာပန်တည်တယ်အဖေတရားဟောတာလမ်းနဲ့တရားဟောလာအဖေလည်းလေးဆွဲပြီးတော့တာဘာဖြစ်လို့ငါသားဆုံးခံသွားလဲကွယ်အဖေနန်းတော်မှာလာပြီးတော့ကိုတော်နဲ့ကြိုက်တဲ့ချိန်တက်သားကမှဘယ်နဲ့ရွာနဲ့လျှောက်ပြီးတော့ဒီလိုလျှောက်တောင်းနေတယ်လေတာကီမျိုးဟိဒီလိုတောင်းတာထုံးတာမရှိဘူးအဲ့တော့ဒီမှာလာလိုက်ခဲ့ဆိုပြီးတော့ဖယားလက်ကိုသုတ်တော်ရဏမင်းကြီးကဆွဲပြီးတော့နန်းတော်ထဲခေါ်လာတာအဲ့ဒီချိန်သားဖတ်နဲ့တရားဟောတာလေတရားဟောတော့လမ်းထဲမှာနေမဲ့အနာသောတာပန်တည်တဲ့နန်းတော်ထဲရောက်ဘုရားဆော့ကတော့ဘုရားတရားဆက်ဟောတဲ့ပြည့်သဂရကံတည်တယ်နောက်လေမြတ်စွာဘုရားနန်းတော်ထဲသွားတယ်အနာကံတည်တယ်ဟောအရဟတဘုဘောယဟန္တာဖြစ်တာကြတော့သုတ်တော်ရဏမင်းကြီးကသူ့အတူဆက်အားထုတ်သွားတာဆက်အားထုတ်သွားရင်လည်းယဟန္တာဖြစ်သွားတာအဲ့တော့သုတ်တော်ရဏယဟန္တာဖြစ်တဲ့အချိန်မှာမြတ်စွာဘုရားကပိလုံးမှမရှိဘူးဘုရားခရီးထွက်တော်မူနေတယ်အဲ့တော့ဒီမှာလူယဟန္တာအကြောင်းပြောတော့မယ်လူယဟန္တာဘယ်သူလဲသုတ်တော်ရဏမင်းကြီးဘုရားအဖေပေါင်းနေတောင်းနေစလွယ်လေးနဲ့အဲ့တော့သူရသွားတဲ့ဉာဏ်ကအရဟတဇလို့ခေါ်တယ်အရဟတဖို့ယဟန္တာဉာဏ်ရှင်းရှင်းပြောရင်ဘေးသတ်တွေအဲ့ဒီသုတ်တော်ရဏမင်းကြီးရထားတဲ့ဘွဲကယဟန္တာတဲ့ရထားတဲ့ဘွဲကဘာဘွဲတဲ့လဲဒါဖြင့်ရှင်သာရိပုတ္တရာလည်းယဟန္တာရှင်မောက္ကလလည်းယဟန္တာဟောဘွဲချင်းမတူနေဘူးလားဩဘွဲချင်းတူနေတယ်သို့တော်ပရိသတ်ဝတ်တဲ့အဝတ်ကြတော့မတူဘူးတူသလားဟိုးရှင်သာရိပုတ္တရာတို့ရှင်မောက္ကလတို့ဝတ်တဲ့အဝတ်ကသင်္ကန်းရှင်သာရိပုတ္တရာတို့ရှင်မောက္ကလတို့ဝတ်တဲ့ဝတ်ကဘာတဲ့လဲသုတ်တော်ရဏမင်းကြီးဝတ်တဲ့အဝတ်ကလူဝတ်ကြီးဘာဝတ်ကြီးလဲတာမန်သူသူငါငါလူသားတွေဝတ်နေတဲ့အဝတ်ကြီးအဲ့တော့ဒီမှာယာဓုနဲ့အဝတ်နဲ့မလိုက်ဘူးဘာနဲ့မလိုက်ဘူးလေယာဓုနဲ့အဝတ်နဲ့မလိုက်ဘူးဥပမာနားလည်အောင်ပြောမယ်ပရိသတ်ကြီးဒီနေ့ဘုန်းကြီးတို့နိုင်ငံတော်သမ္မတကြီးဥသိမ်းစိန်တဲ့နိုင်ငံတော်သမ္မတဆိုပြီးတော့အခုဒီမှာနိုင်ငံတော်ခန္ဓာတွေမှာဟလာတာမခလွာတွေဘာတွေပြရတဲ့ခါမျိုးတွေကြည်စမ်း TV မှာနိုင်ငံတော်သမ္မတကြီးဝတ်ထားတာအောက်ကတခါနဲ့တောင်ရှိပစိုးကြီးနဲ့ရင်ပုံအင်ကြီးကြီးနဲ့စလွယ်ကြီးနဲ့ဟောတွေ့လားသူ့ယာဓုနဲ့သူ့အဝတ်စားနဲ့လိုက်အောင်ဝတ်ရတယ်ဟုတ်တယ်ဟုတ်လားနိုင်ငံတော်ခန္ဓာတဲ့နိုင်ငံတော်အဝတ်စားနိုင်ငံဝတ်စုံညမဝတ်စုံကြီးနဲ့တခါနဲ့တောင်ရှိပစိုးကြီးနဲ့ရင်ပုံအင်ကြီးကြီးနဲ့နော်ဆွေစလွယ်ကြီးလွယ်ပြီးတော့ကောင်းကောင်းကြီးနဲ့ဒီလိုခန့်ခန့်ထဲတဲ့ယာဓုနဲ့အဝတ်ဘာနဲ့လဲယာဓုနဲ့အဝတ်လိုက်အောင်ဝတ်မှသဘာဝကြတယ်နိုင်ငံတော်ခန္ဓာရှိတာကိုတူငါဝတ်နေတဲ့1500တန်ပစိုးလေးနဲ့ဒါစွတ်ကျဲအင်ကြီးလေးနဲ့ဒီနိုင်ငံတော်ခန္ဓာတဲ့လို့တက်တော်ပါမလားဥပမာပေးလိုက်တာဘာပေးလိုက်တာလဲထိုနည်းသူသာပဲဘယင်းသားရဲ့ရထားတဲ့ဘွဲကယဟန္တာတဲ့ဖယားအဖေသုတ်တော်ရဏမင်းကြီးသူရတဲ့ဘွဲကဘာဘွဲတယ်လို့ယဟန္တာဘွဲရထားတဲ့ပုဂ္ဂိုလ်ကယဟန္တာတို့ဝတ်တဲ့အရဟတဇလို့ခေါ်တဲ့သင်္ကန်းကိုမဝေဖဲတဲ့ဒီပစိုးတွေအင်ကြီးတွေခေါင်းပေါင်းကြီးနဲ့နေတော့ဘယင်းသားရဲ့သဘာဝကြလားသဘာဝမကြတော့ဘာလို့ရမလဲသဘာဝကြဝတ်ပြရမယ်တဲ့သင်္ကန်းဝတ်ပါတဲ့ဘာလို့ရမှာလဲတော့အဝတ်ပြောင်းဘာပြောင်းရမလဲဓမ္မယာဓုနဲ့အဝတ်နဲ့လိုက်မှာပေါ့ဒါလိုမို့လား
ဘာပြောင်းရမလဲအဝိပြောင်းဒကာကြီးအဝိပြောင်းသင်္ကန်းနဲ့ဝိပါသင်္ကန်းဝိပါဒါကြောင့်သင်္ကန်းဟာပရိသတ်ရဲ့အရဟတသတဲ့သင်္ကန်းကဘာတဲ့လဲဒါကြောင့်ယောစိန်တော်စီဝရောဩတိတောအရဟတဇောပရိဗုဒ္ဓောအရဟံတေဟိတတဝတောပူဇနာရဟောစိန်တော်ဟောင်းနှွမ်းလေပြီးတော့အသက်ပဲဖြစ်ဖြစ်အဟောင်းလည်းဖြစ်ဖြစ်သင်္ကန်းရဖို့ရည်ကြည်တဲ့စိန်တော်ဟောင်းနှွမ်းလေပြီးတော့ယောစီဝရောအကျင့်သင်္ကန်းဤအရဟတဇောအရဟတဘောမြတ်ပုဂ္ဂိုလ်တို့ဤယံကိုခွင့်ပြတသိခတ်စီအမြန်အောင်လံတော်ကြီးလည်းဖြစ်ပါ၏ဩတိတောတကွန်တိုင်ပြားမှတင်ရှားစွာဆွဒအပ်ပေသောအရဟံတေဟိယဟနာပေါင်းရှင်ကောင်းတို့သည်ပရိဗုဒ္ဓဝိယုံရှင်များသုံးဆောင်အပ်သောသင်္ကန်းပါပေ၏အဲ့တော့ဒကာကြီးရထားတဲ့ဘွဲကယဟန္တာဒကာကြီးဝတ်တဲ့အဝတ်ကတမန်လူတွေဘဝများစွာသံဃာမှာဝတ်ခဲ့တဲ့ပစိုးတွေအင်ကြီးတွေဖြစ်နေတယ်အဲ့တော့ဒကာကြီးအဝတ်ပြောင်းမပြောင်းဘူးကိုတော့ရတယ်မပြောင်းဘူးဇော့မပြောင်းခိုင်းဘူးသို့တော်ပရိသတ်ရဲ့သာသနာတော်မှာနောက်ထပ်ရှင်းပြတစ်ခုထပ်ထုတ်လိုက်တယ်အဲ့တော့ယဟန္တာဖြစ်နေရဲ့သားနဲ့မှသင်္ကန်းမဝတ်ချင်ဘူးဆိုရင်တော့မဝတ်ဘူးဆိုရင်တော့ပရိသတ်ရဲ့ကျမ်းမာရေးဘလောက်ပဲကောင်းကောင်း9ရက်ပြည့်ရင်သေပေးရမယ်တဲ့ဘယ်နှရက်ပြည့်ရင်အများဆုံး9ရက်ပဲနေခွင့်ပေးတော့9ရက်ပြည့်ရင်ပြိဋိဘံစံပေးရတယ်ဟောအသက်ထွက်ပေးရတယ်အဲ့တော့ဒီအသက်မထွက်ဘူးဆက်ရင်ဘာနဲ့ဆက်မလဲသင်္ကန်းနဲ့ဆက်ရတယ်ဘာနဲ့ဆက်ရလဲယဟန္တာဘဝနဲ့နေအောင်မယ်ဆိုရင်သင်္ကန်းဝေပေးရတယ်ဘာလို့ပေးရလဲဟောဒါကြောင့်ဘုရားတိုင်လူဝိလူသားနဲ့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အသက်ကိုကယ်တာဒီသင်္ကန်းပဲဘယ်သင်္ကန်းလဲဒီနေ့လူရတဲ့သင်္ကန်းကအသက်ကယ်စေးနဲ့တူတယ်ဗာစေးနဲ့တူတယ်တဲ့ဒါကြောင့်ဆိုလိုက်ဇာမလူယဟန္တာသင်္ကန်းမှာမဝိတ္တာရှိသေးစီလူယဟန္တာသင်္ကန်းမှာမဝိတ္တာရှိသေးသည်သို့ပါသောလဲ9ရက်ဖဲအသက်ဖဲရှိနိုင်သည်သို့ပါသောလဲ9ရက်ဖဲအသက်ဖဲရှိနိုင်သည်အသက်ဆက်ခြင်းသင်္ကန်းပင်အမှန်ပင်ဝိရမည်အသက်ဆက်ခြင်းသင်္ကန်းပင်အမြန်အမှန်ပင်ဝိရမည်ယဟန္တာအသက်အမြန်ဆက်အသက်ကယ်စေမည်ယဟန္တာအသက်အမြန်ဆက်အသက်ကယ်စေမည်ဟောအသက်ကယ်စေဆိုတာဘုရားတိုင်ယဟန္တာဖြစ်တဲ့အခါမှာလူဝဲလူစားနဲ့ယဟန္တာဖြစ်တဲ့အခါမှာသင်္ကန်းနဲ့အသက်ဆက်ပါတဲ့ဗာနဲ့အသက်ဆက်ရမယ်အိုးသင်္ကန်းသာဝတ်လိုက်လို့ကတော့နေအောင်ပေါ့အသက်နောက်ထပ်30နေမလား40နေမလား50နေမလားနေလို့ရတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့သင်္ကန်းမဝတ်ဘူးဆိုရင်တော့ဖြင့်9ရက်ပဲနေခွင့်ရှိတယ်ဘယ်နှရက်ပဲလဲအဲ့တော့ဒီမှာဘေးသားရေတော်ပြီတရားညီကုန်းချုပ်ချင်တာကဒီနေ့ဘုန်းကြီးတို့တရားနာပြိဿဘုံသူတော်ကောင်းတို့အခုဒီမှာသင်္ကန်းလေးလှူကြဆွနေကတ်ကြသိနေထကြဓမ္မပူဇာတွေလှူကုသိုလ်တွေလုပ်နေတာပါရမီမျိုးစေ့စိုက်ပျိုးနေတာဗာမျိုးစေ့စိုက်ပျိုးပါရမီမျိုးစေ့ဒါနပါရမီမျိုးစေ့သီလပါရမီမျိုးစေ့ဘာဝနာပါရမီမျိုးစေ့မျိုးစေ့တွေစိုက်ပျိုးပြီးတော့သွားတနည်းပြောရင်ပါရမီတွေဖြည့်ပါရမီပြည့်ဟောအရိမတေယမြတ်စွာဘုရားတဲ့အခုဗဒ္ဒကဘာကြီးမှာနောက်ဆုံးပွင့်အောင်မယ်ဒီဘုရားပွင့်ပြီးမှကဘာပြက်မှာဟုတ်တယ်မို့လားဘုရားရဲ့အဲ့ဒါကဘာပြက်မှာလဲပူဝင်နေမပြက်ဘူးအရိမတေယမြတ်စွာဘုရားပွင့်ပြီးမှကဘာပြက်မှာဆိုတော့အဲ့တော့ဘုရားဒီသာသနာတော်ကြီးနဲ့အခုဂေါတမဘုရားသာသနာတော်ကြီးနဲ့ကြုံပြီးတော့ဒါနသီလဘာဝနာကုသိုလ်ရှိမှုအထုတ်သွားဒီဘဝဘုန်းကြီးတို့ကယဟန္တာမဖြစ်တာကျိန်းသေးတယ်ဟုတ်တယ်မို့လားဘုရားရဲ့
တို့ပိဿဒီဘဝယဟန္တာဖြစ်မှာလားဘဝပြတ်မှာလားပြောမလေးယဟန္တာဒီလိုမနေပါဘူးပိဿဟုတ်တယ်မဟုတ်လားမလေးတဏ္ဍခါနဲ့ဆွဲကြိုးနဲ့လက်ကောက်နဲ့ဘယ်လိုလုပ်ယဟန္တာဖြစ်မလဲအဲ့တော့ဒီမှာကိုယ့်အကြောင်းကိုသိတယ်သိလားမသိဘူးလားကိုယ့်အကြောင်းကိုသိတယ်ယဟန္တာမဖြစ်ဘူးယဟန္တာမဖြစ်ဘူးဆိုတော့တစ်ထစ်နှိပ်ပြောတာကိုအနာဂံကောဖြစ်ပါမလားဩနောက်တစ်နေ့နှိပ်ပြောမှာသက္ကတာကံကောဖြစ်ပါမလားကိုယ့်အကြောင်းတော့ကိုသိတာပဲကိုရောဟောလို့မေးကြည့်ပါလားအစောတော်မနန်သေးဘူးပဲရေးတယ်နော်အောက်တစ်စစ်နှိပ်ပြောသောတာပန်အောက်တစ်စစ်နှိပ်ပြောဘာဖြစ်လဲဒါကတော့ဖြစ်နိုင်လောက်တဲ့ကြိုးစားရင်ပြောတာဟုတ်လားမေးသားရင်သောတာပန်သောတာပတ္တိမဉ္ဇဉ်ဘုရားလောက်တော့ကြိုးစားရင်ရနိုင်တယ်ကြိုးစားအဲ့တော့ဒီမှာသောတာပန်ဖြစ်လည်းပဲအိလို့မရသေးဘူးသက္ကတာကံဖြစ်အောင်ရှင်းရအောင်ပဲဒီလိုမဟုတ်လားအဲ့တော့ဒီမှာမေးသားရင်တို့ဒီမှာတပြေးပြေးနဲ့ပါရမီတွေပြည့်ပြီးသွားတော့ဟောအရိမတေယမြတ်စွာဘုရားသာနာတော်ကြီးနဲ့ကြုံတို့အခုပါရမီဖြစ်ပဲတယ်ဆိုတော့ပြောင်းတဲ့တရားနဲ့အဲ့ဒီဘဝပြန်ဆုံးရပြန်ဆုံးရတဲ့အခါကျတော့ဟိုဘဝကရေဆက်တဲ့ဟိုဘဝကဗါတဲ့တော့နဘူးသာရွာလေတဲ့ဗါတဲ့တော့အဲ့တော့တရားနဲ့တရားရှေ့ကပြုတ်တဲ့ဘူးတဲ့တရားမှတ်ထားအောင်နဘူးသာဆိုတာလည်းမှတ်ထားအောင်ဘာမှမသိဘူးနဘူးမှာပဲစာရေးလိုက်သလိုလိုဘာလိုထင်မနေနဲ့ပဲရေးတယ်မဟုတ်ဘူးရှေ့ကပြုတ်တဲ့ဘူးသောစာကစွန့်ကြဲတာတဲ့နဘူးစာကဗါတဲ့တော့စာကဆိုတာဒါနကိုပြောတာစာကဆိုတာဘာကိုပြောတာလဲအဲ့တော့ရှေ့ကပြုဘူးသောဒါနကောင်းမှုနဲ့တို့ပြန်ဆောင်ရတဲ့အခါမှာမိမရေတို့မျိုးတော့အရိမတေယမြတ်စွာဘုရားကြွတော်မူလာတဲ့တို့ဘုရားဘူးသွားကြသို့အသားတို့မိမိတို့လာဟေးဘုရားဘူးသွားမယ်ဘယ်သွားမလဲမြတ်ဝါထင်ဖူးရမှာဘူးနော်မြတ်ဝါထင်ဖူးဘုရားဖူးပြီးတော့ဘုရားတရားနာမယ်မလုပ်မလဲစိတ်ကူးလေးနဲ့ဘုရားတိုင်ဘုရားတရားနာလိုက်ကြလို့ဘုရားတရားနာပြီးတော့ဒေသနာတော်ဆုံးမှာဘုရားဟောလို့တရားဝဲကြီးလည်းပြီးလဲပြီးရောကိုင်းယဟန္တာဖြစ်တယ်ဆိုလိုက်ကြသို့ဘာဖြစ်တယ်ယဟန္တာဖြစ်တော့ပစိုးတဲ့အင်ကြီးနဲ့ဖြစ်မနေဘူးလားဖြစ်တော့ကိုယ့်ကိုယ်ကိုယဟန္တာမှတည်သွားပြီတည်သွားတော့မပြန်တော့ဘူးလေအိမ်လဲဘုရားနောက်လိုက်တော်မယ်ဘုရားနောက်လိုက်တယ်ဆိုတဲ့အခါကျတော့မြတ်စွာဘုရားကိုလျှောက်တယ်လက်ပေယမနိဘဂဝါတော်တန်တိကေဥပသမ္ပရာရှင်ဘုရားထံတော်မှာတပည့်တော်သင်္ဃဝိပယသေးတော့မြတ်စွာဘုရားလို့မြတ်စွာဘုရားကိုလျှောက်တော့အရိမတေယမြတ်စွာဘုရားရှင်ကိုတော်မြတ်ကခဏနေဦးတကားမင်းဘုန်းကြီးဝတ်တာမလို့နဲ့ခဏနေဦးမင်းကကြည့်ပြီးဦးမဟေ့မင်းပုဗ္ဗေနိဗ္ဗာန်နှုတ်တိအဘိညာသတ္တမဘဝင်သားပြီးတော့မင်းသင်္ကန်းများလှူတဲ့ဘူးလားလို့ငါကြည့်ပေးမယ်ဆိုတော့ဘုရားကဒီဘဝကိုလှမ်းပြီးတော့ကြည့်တော့အခုသင်္ကန်းတွေမမြင်ဘူးလားမလူရဘူးလားဒီသင်္ကန်းဘုံကြီးကိုမြတ်စွာဘုရားမြင်တော်မူလိုက်မယ်မြတ်စွာဘုရားမြင်တော်မူတော့မှသင်္ကန်းလူတဲ့ဟူတဲ့ကုသိုလ်ရှိတယ်ဟဲ့တိုက်အဲ့ဒါဆိုရင်လည်းပဲဒီပုဂ္ဂိုလ်ကိုချက်ချင်းပဲငါဘုရားသင်္ကန်းဝတ်ပေးရတော့မှာပေါ့ဘုရားဘယ်လိုလုပ်လိုက်တုံးဆိုရင်လက်ရလန်းခေါ်လိုက်တဲ့မြန်မာလိုပြောတော့ခြေသားယဟန်လာခဲ့ဇံဘယ်လိုခေါ်လဲပါဠိလိုပြောရင်အေဟိဘိက္ခုပါဠိလိုပြောရင်ဗါတဲ့တော့အေဟိဘိက္ခုခြေသားယဟန်လာတဲ့ဇံလို့အဲ့ဒီလိုမြတ်စွာဘုရားလက်ရလှမ်းခေါ်လိုက်တဲ့နဲ့ပရိသတ်ကိုပြန်ဟုတ်ကြည့်လိုက်ပစိုးတွေအင်ကြီးတွေပြောက်သင်္ကန်းလာရောက်တယ်ခေါင်းကိုကြိုက်ကြည့်လိုက်သားမှသပင်တွေမရှိတော့ဘူးကရုံတုံမိသားကရုံဖြစ်နိုင်ပါမလားဗျာလှူခဲ့တဲ့သင်္ကန်းကနှစ်ပေါင်းများစွာကြာခဲ့ပြီးဒီသင်္ကန်းလာမယ်ဆိုတာဖြစ်နိုင်ပါမလားဆိုဒီသင်္ကန်းတွေကပရိသတ်ဝိရင်3နှစ်ပဲခံဘယ်နှစ်ပဲခံဆွေးမြေ့ပြီးတော့သင်္ကန်းကပျောက်သွားမှာဘာပျောက်သွားမှာလဲမပျောက်တာကံမပျောက်ဘူးတဲ့ဘာတော့အဲ့ဒီသင်္ကန်းပေါ်မှာသင်္ကန်းလှူခြင်းနဲ့စေတနာသင်္ကန်းလှူခြင်းနဲ့ဗါတဲ့လဲမြတ်စွာဘုရားကစေတနာဟံဘိက္ခွေကမ္မဝရမိစေတနာဟာကံပဲတဲ့စေတနာဟာဗါတဲ့လဲဒါကြောင့်ရောဆိုတော့ဘုရားကြီးကပြုလုပ်ဆဲမှာစေတနာပြီးတာကံဟုမှတ်လိုက်ပါဟောပြုလုပ်ဆဲမှာစေတနာကံတတ်ကြည့်တွေကဘုရားတိုင်းသင်္ကန်းကပျောက်သွားမယ်သင်္ကန်းဆွေးသွားမယ်စုပ်သွားမယ်ဝတ္ထုပစ္စည်းကိစ္စမျိုးဒါဖြစ်ရမယ်သဘာဝမပြောက်တာမပြတ်တာကကံမပြောက်တာမပြတ်တာကဘာလဲလဲတနည်းပြောရင်စေရနာတနည်းပြောရင်ဘာလဲလဲ
စေတနာကောင်းကောင်းနဲ့သင်္ကန်းนี่လှူခဲ့တာနဲတာမဟုတ်ဘူးအဲ့တော့သူသင်္ကန်းသူရှိပြန်လာပါသေးတော့လို့မြတ်စွာဘုရားကလက်ရလှမ်းခေါ်လိုက်တာနဲ့ဘုရားတိုင်သင်္ကန်းခန္ဓာကိုလက်ပတ်တယ်တဲ့မယုံမရှိနဲ့ကာမဝိပါကောအသိတိရောတဲ့ကံတရားဆန်းကျင်တယ်ဆန်းကျင်လားမကျင်ဘူးလားအိုးကံမပြောတဲ့ဘုရားတိုင်ဒီနေ့ဒီမှာကွန်ပျူတာကြည့်လိုက်စမ်းဒီနေ့ကွန်ပျူတာခေတ်ဘာခေတ်လဲဘုရားတိုင်ဩလွန်ခဲ့တဲ့နှစ်20စိတ်ကကွန်ပျူတာမပေါ်သေးဘူးဟုတ်တယ်မဟုတ်လားအခုကွန်ပျူတာပေါ်လာတယ်ကွန်ပျူတာပေါ်လာဒီကွန်ပျူတာကိုဘယ်သူတည်ထွင်တာတော့ဆိုရင်လောဘဒေါသမောဟကိလေသာတွေအပြည့်ရှိနေတဲ့လူတွေတည်ထွင်တာလူတွေတည်ထွင်ထားတဲ့လောဘဒေါသကိလေသာအပြည့်ရှိနေတဲ့လူတွေတည်ထွင်ထားတဲ့ကွန်ပျူတာတော်မှဘုရားတိုင်ဟောအခုဘုန်းကြီးခေါင်းလေးပဲယူလိုက်ဘုန်းကြီးကိုဗာလေးပဲယူမလဲခေါင်းလေးယူပြီးတော့ဘုရားတိုင်ဟန်သာမိုးမင်းခေါင်းပေါင်းလေးဖြုတ်ပြီးတော့ဘုန်းကြီးခေါင်းနဲ့တက်လိုက်မင်းသားလေးဖြစ်မသွားဘူးလားကွန်ပျူတာထဲမှာပြောတာဘယ်ထဲမှာပြောတာလုံးလို့ရလားမရဘူးလားအဲ့ဒါပြောတာပဲတိုင်ဒါတော့လုံးလို့ရသေးတာပဲဒါတည်ထွင်ထားတဲ့ဥစ္စာဟုတ်တယ်မဟုတ်လားအဲ့ဒါဘယ်သူနဲ့ဓာတ်ပုံရိုက်ခြင်းနဲ့လဲရိုက်ခြင်းနဲ့မင်းသမီးကွန်ပျူတာထဲမှာဆွဲကပ်ပလိုက်လို့ရတယ်ရလားမရဘူးလားအဲ့ဒါဒီမှာသံပြေးပိုင်ဆရာတော်ကိုဟောဆက်တဲ့မဟုတ်ဘူးကသင်္ကန်းလူတဲ့မယုံမရှိနဲ့မနေ့ကငါကြကွန်ပျူတာနဲ့ထုတ်ပြမယ်လေဟုတ်တယ်မဟုတ်လားမဲထက်တဲ့မူကသင်္ကန်းတူတဲ့ဓမ္မကြီးတွေကငါတို့များစောင်းပြောနေတာလားမသိဘူးလို့ထဲမနေနဲ့နော်ကွန်ပျူတာထဲမှာလုံးလို့ရတာကိုပြောတာအဲ့တော့ဒီမှာလောဘဒေါသရှိနေတဲ့ပုံကိုယ်တွေထွင်ထားတဲ့ဒီကွန်ပျူတာတော်ကအံ့ဩစရာကောင်းတယ်ဟုတ်လားမရေးသားရဲ့ခုမှကံတတ္တိဘာတတ္တိလဲမိလူထားခဲ့တဲ့ကံတတ္တိကမရေးသားရဲ့အံ့ဩစရာကောင်းတဲ့ခန္ဓာကိုသင်္ကန်းလာပတ်မယ်တရားမို့လို့သင်္ကန်းလှူခဲ့ဘူးမှဘာလှူခဲ့ဘူးမှအသက်ဆက်မှာဘာဆက်မှာလဲသင်္ကန်းလှူခဲ့ဘူးမှကိုယ့်အသက်ကိုဆက်မှာပေးတိုင်းတရားမို့လို့ဟောဒီသင်္ကန်းကအသက်တည်းဈေးနဲ့တူတယ်ဘာဈေးနဲ့တူတယ်လဲဒါကြောင့်ဆေးနဲ့အတူသင်္ကန်းလှူတဲ့ဗါတဲ့တော့ဆေးနဲ့တူတဲ့သင်္ကန်းကိုလှူဘာနဲ့တူတဲ့သင်္ကန်းကိုလှူဒါကြောင့်ဆိုလိုက်စမ်းမှာယဟန္တာအသက်အမြန်ဆက်အသက်ကယ်စေမည်ယဟန္တာအသက်အမြန်ဆက်အသက်ကယ်စေမည်ထိုကြောင့်သူငါသင်္ကန်းမှာမှန်စွာလှူထိုက်သည်ထိုကြောင့်သူငါသင်္ကန်းမှာမှန်စွာလှူထိုက်သည်မေတ္တေသခင်ဖယားရှင်သင်ခြင်းကြည်လိမ့်မည်မေတ္တေသခင်ဖယားရှင်သင်ခြင်းကြည်လိမ့်မည်လာခဲ့ယဟန်လက်ဆန့်တန်းတွင်လန်းခေါ်လိမ့်မည်လာခဲ့ယဟန်လက်ဆန့်တန်းတွင်လန်းခေါ်လိမ့်မည်ထိုသည့်ချိန်ခါသင်္ကန်းမှာမြန်စွာရောက်လာမည်ထိုသည့်ချိန်ခါသင်္ကန်းမှာမြန်စွာရောက်လာမည်ထိုကြောင့်သူငါသင်္ကန်းမှာမှန်စွာလူထိုက်သည်ထိုကြောင့်သူငါသင်္ကန်းမှာမှန်စွာလူထိုက်သည်ဒါကြောင့်ဒီနေ့ချမ်းမြေမြိုင်ကျောင်းမှာဝါဆိုဝါကတော်မူကြမဲ့သံဃာတော်ပေါင်းရှင်ကတော်ဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုအာယုံပြု၍ဝါဆိုသင်္ကန်းဆက်ကလူသားနဲ့လူရှင်နေငါတို့ဒီနေ့သင်္ကန်းဒါနဟာဟဲ့အသက်ကယ်စေပဲငါတို့လူဝိလူသားနဲ့ယဟန္တာဖြစ်ရင်ဒီသင်္ကန်းဟာငါတို့ရဲ့အသက်ကိုလာကယ်မယ်ပဲလို့အသက်ကယ်စေအနေနဲ့တင်စားပြီးတော့ဘုန်းကြီးတို့မြတ်စွာဘုရားသာသနာတော်မှာ
အရဟတဇလို့ခေါ်တဲ့လူဝိလူစားနဲ့ယဟနာဖြစ်ကြကုန်သောပုဂ္ဂိုလ်များအတွက်ဤသင်္ကန်းသည်အသက်တည်သေးပါအေးသင်္ကန်းများမလိုခဲ့ဘူးဆိုရင်တော့ပိယတရဲ့9ရက်ပဲနေရမယ်မနေ့ရက်ပဲနေရမလဲ9ရက်ပဲနေပြီးတော့သေပြိဋိဘံစံဘုရားအဖေဘုရားခမဲ့တော်ကြီးပြိဋိဘံစံပြီးတော့ဘုရားကိုယ်တော်တိုင်မိရှို့ဟဲ့ထားထုတ်စစ်သားတို့ကျန်တန်ဃာတော်ကြီးခမဲ့တော်ရဲ့အလောင်းထမ်းထုတ်ပါမြို့ပြင်ရောက်တဲ့အခါကျတော့ပိယတရဲ့ဘာလို့လဲမြတ်စွာဘုရားကခမဲ့တော်ဘုရားရဲ့အလောင်းတော်ကြီးကိုဇာပနပြာကြအောင်မိရှို့ပြီးတော့ကြည်လဲကြည်လိုက်ကိုပြာပုံထဲမှာဓာတ်တော်တွေကြံခဲ့တယ်တဲ့ဗာတွေကြံခဲ့တယ်အေးယဟန္တာလူယဟန္တာလည်းဓာတ်တော်ကြံတယ်ပိယတရဲ့ဓာတ်တော်ကြံတယ်တရားမို့လို့ဒီနေ့တော်ပါပြီသတ္တနာကြီးလည်းထိုးသွားပြီအဲ့တော့ပြောခြင်းတဲ့တရားကစကားကဘာလို့ဆိုရင်ဒီသင်္ကန်းလူရတဲ့အကျိုးဟာဟိုဒီလိုထိအောင်အကျိုးပေးပါလားဖရာအဆူဆူဝိယုံတော်မူတဲ့သင်္ကန်းပါလားဖရာတိုင်းဟာသင်္ကန်းဝေဖဲနေဖရာမဖြစ်ရပါလားဖရာသာကြီးတော်ရိယာတော်တော်ကောင်းကြီးတွေဝိယုံဆင်များတော်မူတဲ့အရဟတဇာလို့ခေါ်တဲ့ဒီသင်္ကန်းကိုခဏငါတို့လှူဒန်းဝင်ရတာဝမ်းသာစရာကောင်းတယ်လို့ကိုလှူရတဲ့သင်္ကန်းကိုအဲ့ဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်ပါဧရာရောက်ရောစိန်တော်စီဝရောယောစိန်တော်စီဝရောဥဒ္တိတော်အရဟတဇောပရိဗုဒ္ဓအရဟံတိတသမတောပူဇနာရဟောဇိန်တော်ဟောင်းသွားလေပြီးတော့ဇိန်တော်ဟောင်းသွားလေပြီးတော့ယောစီဝရောအကျင့်သင်္ကန်းသည်အရဟတဇောအရဟတဘုမြတ်ပုဂ္ဂိုလ်တို့ဤယံကိုခွဲပြတသိခတ်သည်အမြအောင်လာတော်ကြီးလည်းဖြစ်ပါ၏ဥဒ္တိတော်တကွန်တိုင်ကြား၌ထင်ရှားစွာထိတ်ဆွဲတတ်ပါ၏အရဟတေယဟနာပေါင်းရှင်ကောင်းတို့သည်ပရိဗုဒ္ဓဝိယုံစင်များသုံးဆောင်အားသောသင်္ကန်းလည်းဖြစ်ပါ၏တသမထိုသောကျေးဇူးအထူးမြာပြီးဂုဏ်လို့ရှိလေသောကြောင့်သောထိုသင်္ကန်းသည်ဝါထိုသင်္ကန်းဒါနဆိုတဲ့အလိုသည်ဝါသူတော်ကောင်းဝရိယသူတော်ကောင်းမြည်တွေဝိယုံသုံးဆွဲတဲ့သင်္ကန်းသည်ပူဇနာရဟောလူနာမြမတတ္တဝါဥခိုင်း၍ဖူထိုက်သောသင်္ကန်းကြီးဖြစ်ပါပေသည်တကားရေဆက်သွန်ချအမြဝေလိုက်ကြစို့အလုံးလိုက်ဆိုပါဣဒံမေပုံညာနိဗ္ဗာနသသစ္စယောဟောတုအရှင်ဘုရားဝိတော်များသည်ကံကို၎င်းကံဤအကျိုးတရားကို၎င်းယုံကြည်ကြပါကုန်၏ဖြစ်၍နရဏဂုံသုံးပါးနှင့်7ပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူသောက်တည်ပြီးလျင်ချမ်းမြေ့ရိပ်ညာ၏ကြောင်းတိုက်အတွင်း၌ဝါဆိုဝါကတ်တော်မူကြမည်သံဃာတော်ရှင်သူမြတ်တို့ဤသီလကိုသမာဓိကိုပညာကိုတို့ကိုအာယုံပြု၍အမှုရှင်အသီးသီးတို့ကဝါဆိုသင်္ကန်းဖန်ခဲဝဲဟောစေအချိုးအချင်းနဝကမ္မအစရှိသောလူရန်မွေရာရှားပြားတို့ကိုစေရနာသုံးတန်ပြထမ်း၍လူရန်ပါ၏ရှင်မယားဘုမတပါလွန်ငယ်သော3နှစ်ကျော်ခန့်ကဘဝဟောင်းကိုဆွံ့၍ဘဝသစ်သို့ကြောင်းသွားလေပြီးတော့ယရနာ3ပါးကိုလေးစားလေရှိသောကိုတတ်နောင်ဦးဤလူနာနိဗ္ဗာန်သုံးတန်သောချမ်းသာတို့တွင်တဘာဘာသော
ချမ်းသာကိုခံစားနိုင်ပါစေခြင်းအကျိုးငါညီမှန်း၍မတန်တဝင်မိသားစုတို့မှဆရာတော်ဘုရားအားသိက္ခာထပ်တင်ခြင်းသိမ့်စင်းဒါနနေစွန်းဒါနလူရန်ကြပါကုန်၏ရှင်ဘုရားထိုမတပါဥကျော်မင်းအားရည်စူး၍တော်ဆွေဆွေယုမိသားစုတို့မှအာယုံစွန်းဒါနလူရန်ကြပါကုန်၏ရှင်ဘုရားထိုမတပါတော်ညိုမိသားစုတို့မှဥပုသ္တေပေါင်းတို့အားအာဟာရဒါနအခမ်းကျွေးမွေးလူရန်ပါ၏ရှင်ဘုရားဤကောင်းမှုတို့သည်တပည့်တော်တို့အတွက်မဉ္ဇဉ်ဘုံညာဘောဓိညာဤရရာကြောင့်အထောက်ပံ့ကောင်းသည်ဖြစ်ပါစေသာရှင်ဘုရားယနေ့ယခုပြုသမျှကုသလဤအဘောဘာကကိုအထူးအားဖြင့်ဘဝဟောင်းတို့ဆွ၍ဘဝသစ်တို့ကြောင်းသွားလေပြီးတော့ယရဏသုံးပါးကိုလေးစားလေးရှိသောနေစွန်းလူရှင်ကိုတတ်နောင်ဦးအားရညာပါစေအမြဝေဤသုမရပါနေစွန်းအာယုံစွန်းလူရှင်ဦးကျော်မင်းအားရညာပါစေအမြဝေဤသုမရပါအနန္တဂိုင်းဝေယေရှုတော်ရှင်မိခင်ဖခင်တို့အား၎င်းဆရာသခင်ယေရှုရှင်တို့အား၎င်းယေမေတနေအစိုးရမင်းအား၎င်းနတ်တို့တနေတရားမင်းအား၎င်းမယေတနေယမမေအား၎င်းဤကြောင်းတိုင်း၌ကြောက်လျှောက်၍နေကြကုန်သောကြောင်းဆောင်နာစေတီဆောင်နာမြို့ဆောင်နာရွာဆောင်နာသောဆောင်နာတောင်ဆောင်နာသာသနာတော်ဆောင်နာသတ္တုမဟာရစ်သာဝရိန္ဒာအစရှိကုန်သောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့အား၎င်းအတိတ်ဘဝကသောစထဲကုန်သောမိဟောင်းဖဟောင်းဘိုးဟောင်းဘွားဟောင်းဆွေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းယခုဘဝ၌တော်စား၍ဘဝရပါရောင်းရွှေသွားကြကုန်သောဆွေမျိုးညီအကိုမောင်နှမမိတ်ဆွေသင်္ဃဟအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းဤဓမ္မယုံတို့တရားနာအရေးအားပေးကြွားရောက်ကြကုန်သောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့အား၎င်းရညာပါစေအမြဝေဤအလုံးစုံကုန်သောဝေနေယဒုက္ခိတဒုက္ခိတသတ္တဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောမိတော်များဤ
ပေးဝေသောအမြတ်ကိုရကြကုန်မည်ဖြစ်၍ဝါမြောက်နုမောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောအာလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓု